ကွတ်တီယိုခရေစီဆိုပေမဲ့လေတိတ်ကအမြဲတမ်းအတုပ်ပဲစားဖြစ်ခဲ့တယ်အရင်နဲ့စားတာဒါပထမဆုံးချိန်ပဲပေါ့နော်အရင်နဲ့ဟိုမကြိုက်တာလည်းပါတယ်ပြီးတော့ကောင်းမယ်လို့လည်းမထင်ဘူးပေါ့နော်အဲ့ဒါကြောင့်မစားဖြစ်တာပေါ့ဒီနေ့ကထူးထူးဆန်းဆန်းလေးလည်းဖြစ်အောင်ဆိုပြီးတော့ကိုချမ်းလန်းလောက်တဲ့အနေနဲ့စားကြည့်တာပေါ့နော်တကယ်အယမ်းမိုက်ပါတယ်တကယ်တော့တိတ်ကမော်နီပါဆန်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းရက်တီကတဖြည်းဖြည်းနဲ့အလုပ်တွေများလာတယ်ညာဘက်ဆိုရင်လည်းစီးချုပ်တဲ့အချိန်တွေကနောက်ကျရတယ်ပေါ့နော်တနေ့သာပြီးသွားတဲ့အချိန်မှာဆိုရင်ကိုကတော်တော်နောက်ကျနေပြီအဲ့ဒါကြောင့်မနက်ဘက်မထနိုင်တဲ့ရက်တွေများလာတယ်ပေါ့နော်ဒီနေ့မနက်မှာကျဲဥပါမုံကြော်လေးနဲ့ထောပတ်တီဖြော်ရည်လေးပေါ့နော်ထောပတ်တီကမက်ခရိုကဝယ်တာတကယ်အရန်စားလို့ကောင်းတယ်စိတ်နေတာပဲ breakfast စားပြီးတာနဲ့ကြုံမာထားတဲ့ order တွေတွက်ပြင်ဆင်ရပါတယ်ဒီပေါင်စင်ကိတ်လေးက customer စိတ်ကြိုက် order လေးပါအော်ဒါလည်းယူတဲ့ချိန်ဝယ်သူတွေကအရန်လာတာပဲလို့ပြောရင်လေစိတ်ထဲကအလိုလိုပြောမိတယ်။ကိတ်ဆိုတာကချစ်ချင်းမြတ်တာတွေဖော်ကျူးတဲ့အမှုပညာတစ်ခုပါပဲ။ချစ်ခံရတဲ့သူတွေကအများကြီးကံကောင်းတယ်လို့ခံစားရပါတယ်။ချစ်ချင်းမြတ်တာတွေကြားမှာကြည်နူရင်ကုသရချင်းငယ်ဆက်လေးတွက်ဆလိုက်ပါအောင်မယ်ရှင်။အရသာဇက်တိုင်းလက်လွတ်ကျက်သူဖြစ်ပြီးတော့အမြဲတမ်းချင်းနဲ့အဲ့တော့ချင်းငယ်ငယ်ဆက်လေးပေါ့နော်ပထမဆုံးချိန်အရင်နဲ့စားဖို့တော့နောက်ပိုင်းလဲစားဖြစ်တော့မယ်ထင်တယ်တကယ်တဘောကြတယ်ပေါ့နော်ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်